မက်ဆီကိုဖယ်လိုက်ရင်ဂျန်နဲ့တူချင်းမှာအဲ့လောက်ထိုးချွန်းနေရတယ်အများကြီးမတွေ့ရဘူးပြီးတော့တိုက်စစ်တစ်ခုတည်းကြည့်လိုက်ရင်ပြင်သစ်တို့လိုမျိုးအပြိုင်ရိုက်တဲ့ကစားသမားကောင်းတွေရှိနေရလို့မဟုတ်ဘူးဒါပေမဲ့ရိုးရိုးရှင်းရှင်းကစားတယ်စုစုစည်းကစားတယ်ဒီဟာကနေအောင်မြင်မှုတွေယူခဲ့ဆိုတော့ဒီပွဲကအဲ့လိုနဲ့ပဲဒါထိုးချင်းဆိုင်သွားမှထင်တယ်ဒီနေ့ညမှာတော့ကမ္ဘာချန်ပီယံအာဂျင်တီးနားနဲ့အော်စတြေးလျတို့ရဲ့ထိပ်တိုက်ပွဲစဉ်ကြီးရှိနေရပဲဖြစ်ပါတယ်။ဒီအာဂျင်တီးနားအသင်းဟာဆိုရင်သူတို့ရဲ့ကမ္ဘာချန်ပီယံဂုဏ်ပုတ်ကိုဆက်ပြီးထိန်းသိမ်းထားဖို့နဲ့အုပ်စုတွင်းအရေးပါတဲ့အမှတ်တွေကိုရယူဖို့အတွက်စတင်တော့မှာပဲဖြစ်ပါတယ်။ဆိုတော့ဒီကမ္ဘာချန်ပီယံအာဂျင်တီးနားအသင်းနဲ့ဒီအော်စတြေးလျတို့ရဲ့တုံ့ပြန်လာမယ့်အခြေအနေပေါ်မှာသုံးသပ်သွားမှာပဲဖြစ်ပါတယ်။ဆိုတော့အဖွဲ့အနေနဲ့ဘယ်လိုမြင်လဲဆိုတော့ကိုချန်ပြောပြပါအောင်။ အာဂျင်တီးနားကတော့ဒါအဖွင့်ပွဲမှာထင်မှတ်မထားလောက်အောင်လီယိုနယ်မက်ဆီရဲ့ပါဖက်ဖြစ်မှုနဲ့အတူဒါကိုပြနိုင်ပွဲကိုရသွားတယ်ဒီပွဲမှာမက်ဆီကသူ့လက်ရွေးစင်ကစားသမားပွဲ200မြောက်မှာဟက်ထရစ်သွင်းပြီးတော့ဒါကမ္ဘာဖလားသမိုင်းမှာကလိုဆေးရဲ့သွင်းဂိုးအများဆုံးမှတ်တမ်းကိုလည်းလိုက်မီသွားခဲ့တယ်အခုပွဲမှာတော့ဒါနောက်ထပ်1ဂိုးလောက်ရမယ်ဆိုလို့ရှိရင်ဒါအားလုံးကိုကြော်ဖြတ်ပြီးတော့ all time ဖြစ်တော့မှာပေါ့အဲ့လိုဆိုတော့အာဂျင်တီးနားအတွက်ကတကယ်ကိုကမ္ဘာချန်ပီယံပွဲကိုကာကွယ်ဖို့အတွက်ယုံကြည်မှုရှိရှိနဲ့စတင်နိုင်ခဲ့တာလည်းဖြစ်တယ်ပြီးတော့ဒီသူတို့က2022တုန်းကပါတဲ့လူအများစုနဲ့ဒီပြိုင်ပွဲကိုပြန်လာခဲ့တာစကိုလာနီရဲ့လက်အောက်မှာအဲ့တော့ယုံကြည်မှုပိုင်းရောရှေ့စွမ်းပိုင်းရောကဒီလက်ရှိကစားထားတဲ့ပွဲရဆိုရင်တိတ်ပြီးတော့အပြစ်ဆိုစရာမရှိတဲ့အနေအထားမှာတော့ရှိတယ်ဒီပွဲကနှစ်သင်းလုံး3မှတ်စီရထားတယ်ပေါ့နော်ဒါအာဂျင်တီးနားကတော့ 3-0 ဆိုတော့သူကပထမနေရာမှာရှိတယ်ဂျော်ဒန်ကိုနိုင်ထားတဲ့ဩစတြေးလျကတော့ဒါအမှတ်2ဆိုပေမဲ့ဒုတိယနေရာမှာရှိတယ်ဆိုတော့အာဂျင်တီးနားအတွက်လည်းနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဒီထပ်ပြီးတော့ကြော်ဖြတ်ရမယ်ပွဲပေါ့ဩစတြေးလျကဒီဥရောပအသင်းတစ်သင်းဖြစ်တယ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာတကယ်ကိုအရက်မောင်းကောင်းကောင်းနဲ့တန်တန်မာကစားသမားတွေလည်းတည်ဆောက်ထားတယ်ပြီးနောက်တစ်ချက်ကဩစတြေးလျဆိုပေမဲ့တကယ်တမ်းသူတို့ကစားနေတာကဘွန်ဒက်စလီဂါမှာဂျာမနီမှာကစားနေဆိုတော့ဂျာမနီလိမှာကျင်လည်နေတဲ့ကစားသမားအများစုနဲ့ကစားတယ်ဒီပွဲထွက်17ယောက်မှာ6ယောက်ကျော်လောက်ကဒီဘွန်ဒက်စလီဂါမှာကစားနေဆိုတော့ဒါအသင်းကြီးတွေနဲ့ကစားသမားကောင်းတွေနဲ့ရင်ဆိုင်ထားတဲ့ကစားသမားတွေဆိုတော့ဒီပွဲကအာဂျင်တီးနားအနေနဲ့ရှေ့မှာပွဲစဉ်တော့အယ်ဂျီးရီးယားလောက်လွယ်မှာမဟုတ်ဘူးအယ်ဂျီးရီးယားပွဲကတော့ထင်ထားတဲ့ပို့ပြီးတော့ကိုပြတ်သွားတယ်ဆိုတော့မက်ဆီရဲ့တူးချင်းဒီမော်ဆန်နဲ့အခိုက်အတန့်နေကြဖြစ်သွားခြေစွမ်းရအဲ့လောက်ကောင်းလားလို့မင်းအာဂျင်တီးနားကပါဖက်ဖြစ်ခဲ့တာမဟုတ်ဘူးကန်ချက်လည်းအများကြီးရခဲ့တာမဟုတ်ဘူးကန်ချက်10ကျင်းလောက်ရတဲ့ထက်မှာမက်ဆီတယောက်တည်းက6လုံးလောက်ကန်ပြီးတော့အထက်ကနေအထရစ်ယူသွားတယ်ဆိုတော့မက်ဆီရဲ့တူးချင်းစွမ်းဆောင်ရည်ကြောင့်ပဲအဲ့လောက်ကိုပြတ်သွားတာဆိုတော့နောက်ထပ်ဒါမတူညီတဲ့စံတက်မို့တသင်ကပထမရှိမှကစားခဲ့တာကဒီအာဖရိကကူစားပြီးဒါဥရောပကူစားပြီးတကယ်ကို strong ဖြစ်တဲ့အသင်းနဲ့ကစားရမယ်ဆိုတော့အာဂျင်တီးနားထပ်ပြီးတော့ပုံစံကောင်းပြမလားဆိုတာကြည့်ရမယ်ဟုတ်ကဲ့ပါဒီ World Football Show 2026ရဲ့ Matchroom အစီအစဉ်ကို Reality ကနေပြီးတော့အဓိကပံ့ပိုးကူညီပေးထားတာပဲဖြစ်ပါတယ်ဒီရင်ခုန်စိတ်လှုပ်ရှားစရာကမ္ဘာဖလားပွဲစဉ်တွေကို Reality နဲ့အတူ Canal Plus ရဲ့တုခုမှကမ္ဘာဖလားရုပ်သံတိုင်းတွေပါအတူကြည့်ရှုနိုင်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒီကနေ့ညမှာကစားမဲ့ကမ္ဘာဖလားပွဲစဉ်စီအားကိုကြည့်ရှုလိုက်ရအောင်ရှင်ဒါကတော့ဒီညမှာကစားမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့အာဂျင်တီးနားနဲ့အော်စတြေးလျရဲ့အုပ်စုတွင်ရမယ့်အခြေအနေတွေကိုတစ်ချက်ကြည့်လိုက်ရအောင်ရှင်အခုလက်ရှိအခြေအနေနေထားရအာဂျင်တီးနားနဲ့အော်စတြေးလျအသင်းဟာ3မှတ်စီကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီလက်ရှိအုပ်စုအနေထားရနှစ်သင်းစလုံးအတွက်ဒီပွဲရလက်အခြေအနေကဘယ်လောက်ထိအဆုံးဖြတ်ဖြစ်သွားမလဲဆိုတာကိုအကူကတစ်ချက်လောက်သုံးသပ်ပြပါဦးဒီပွဲနိုင်တဲ့အသင်းကနောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်သွားမှာเนาะဒါနှစ်သင်းလုံးအတွက်အရေးပါပါတယ်အဲ့တော့မတူညီတဲ့စံတက်မှုတွေကိုအာဂျင်တီးနားအသင်းကကြော်ဖြတ်နိုင်မလားကြည့်ရမယ်အာဂျင်တီးနားပြီးခဲ့တဲ့2020ကမ္ဘာဖလားမှာတော့အမှန်တကယ်ပြောရင်တာထရက်မလှခဲ့ဘူးအဖွင့်မှာ sorry ကိုရှုပ်ပြီးရက်ကန်နဲ့လာခဲ့တာအဲ့အုပ်စုတွေမှာလည်းအဲ့လောက်ခြေစွမ်းကအားရစရာမဟုတ်ခဲ့ဘူးเนาะအသေးအတန်နေကစားခဲ့တာဒီနှစ်ကတော့အဖွင့်လဲလှသွားပြီယုံကြည်မှုလည်းကောင်းသွားပြီဆိုတော့အာဂျင်တီးနားအနေနဲ့နောက်တစ်ဆင့်ကိုတက်မယ်မက်ဆီလည်းဂိုးတွေသွင်းခဲ့မယ်ဆိုရင်တော့ဒါချိုမြိန်နဲ့အောင်ပွဲတစ်ခုပေါ့เนาะအုပ်စုတွေစောစီးတက်မယ်ဆိုရင်နောက်ဆုံးပွဲမှာသူတို့ကစားသမားတွေကိုအနာပေးလို့ရတယ်နာပေးလို့ရတယ်ပြီးတော့ကိုနဲ့နောက်တစ်ဆင့်မှာတွေ့မဲ့ပြိုင်ဘက်အခြေအနေကိုကြည့်လို့ရတယ်ဆိုတော့ဒီပွဲကအရန်ကိုအရေးကြီးပါတယ်တစ်ဖက်မှာတော့ဩစတြေးလျကတူးချင်းအဲ့လောက်ကောင်းတဲ့ကစားသမားတွေတော့မပါဘူးဒါပေမဲ့ဒီအသင်းမှာအတွေ့အကြုံရှိစားသမားတွေဥဆောင်ထားတဲ့ခန်းစစ်မှာအလာပါလို့ဝိုင်းရင်ကစားသမားတွေရှိတယ်ကွင်းလယ်မှာဆာဗီဇာတို့လိုလိုက်မာတို့လိုကစားသမားတွေရှိတယ်တိုက်စစ်မှာဆိုရင်အရက်6ပေကျော်တဲ့ဒီကာလာဇက်ကိုတည်ထားတယ်သူ့ကိုမသုံးချင်ဘူးဆိုရင်အနော်တိုဗစ်လိုနောက်ထပ်ဘော်ရီတောင်းနောက်ရုပ်ဖြောင်းပြောင်းဒါတို့ကစားသမားပေါ့နော်တကယ်ဟိုတန်မာတဲ့ကစားသမားတွေရှိပြီးကျန်တဲ့ကစားသမားတွေကတော့ဟိုတူးချင်းကောင်းတာမရှိရတော့ကြောင့်အသင်းလိုက်စုစည်းမှုနဲ့ပဲအာဂျင်တီးနားကိုရင်ဆိုင်သွားနိုင်မယ်ထင်တယ်ပြီးတော့နီးပြလည်း right plan ညစ်ဆိုတော့ဒါသူ့ရဲ့အတွေ့အကြုံတွေနဲ့ဘယ်လောက်ထိအာဂျင်တီးနားကိုအကောင်းဆုံးတုံ့ပြန်သွားမလဲဆိုတာကိုကတော့ကြည့်ချင်တယ်ကိုချမ်းအနေနဲ့ရောဒီအသင်းနှစ်သင်းကရှေ့မှာလည်းနိုင်ပွဲတွေနဲ့3မှတ်စီရထားတဲ့အသင်းနှစ်သင်းဖြစ်တဲ့အပြင်ဟိုမှာကမ္ဘာဖလားချန်ပီယံအသင်းလည်းဖြစ်တယ်ဆိုတော့လက်ရှိလူစင်းရရောရှေ့ကပွဲစဉ်တွေအရာပေါ်မှာမူတည်ပြီးတော့ဒီအခြေအနေလေးကိုသုံးသပ်ပြပါအာဂျင်တီးနားအတွက်တော့အခုမှတကယ်စတဲ့စိန်ခေါ်မှုပေါ့လေအော်စတြေးလျကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်
ဒါခုနအကိုပြောသွားတဲ့အထက်မှာလည်းပါတယ်ဂျာမန်ဘွန်နယ်လီယာမှာကစားနေတဲ့ကစားသမားအများစုနဲ့သူတို့ကအလာဘာတို့ဥဆောင်မှုနဲ့တူတာဝိုင်းကစားသမားတွေလည်းဆာပီဇာတို့လိုင်းမာတို့လည်းပါတယ်အဲ့လိုဆိုအဓိကသူတို့ဥဆောင်နေတဲ့ Rangnick ရဲ့ကစားပုံကို Australia ကိုသူတည်ထားတာကိုကြည့်လိုက်လို့ရှိရင်သူတို့ကဒီပြိုင်ဘက်တွေကိုအရန် present ပေးတာကစားသမားတွေရဲ့လောဝါနှုံးကိုတော်လေးတောင်းဆိုတဲ့နီးပြမျိုးဖြစ်တယ်အဲ့တော့ဒီအာဂျင်တီးနားကစားကွက်စိတ်ကြိုက်တယ်မရအောင်သူတို့ကဒါ present များလုပ်ပြီးတော့ကြမ်းခိုင်မှုအားနဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်ပြီးတော့ပြိုင်ဘက်ကစားကွက်ကိုဖျက်ပြီးတော့မှသူတို့ကစားသွားတဲ့ပုံစံမျိုးနဲ့လာတာပေါ့အာဂျင်တီးနားကိုကြည့်လို့ရှိရင်ဒါအခုပြောသလိုပဲပထမပွဲမှာအာဂျင်တီးနားအရင်ကောင်းလုံးလို့ perfect ဖြစ်လုံးလို့ဆိုတာထက်မက်ဆီရဲ့မော်ဝင်အခိုက်အတန့်နဲ့ဒီပွဲကလှပသွားခဲ့တာပေါ့လေအဲ့တော့တိုက်စစ်ပိုင်းမှာကျွန်တော်တို့အဲ့ပွဲပြန်ကြည့်လို့ရှိရင်လော်တာရိုမာတီနက်စ်ကနည်းနည်းရုန်းကန်ခဲ့ရတာရှိတယ်အဲ့တော့ဒါ2022ကမ္ဘာဖလားတုန်းကလည်းအဲ့တိုင်းပဲအဖွင့်မှာဒါအာဂျင်တီးနားကမာတီနက်စ်နဲ့ပဲမက်ဆီကိုတွဲပေးခဲ့ပြီးတော့နောက်ပိုင်းမှာနောက်ပိုင်းပွဲတွေမှာဒီဂျူလီယန်အယ်ဗာရက်စ်ကပို့ပြီးတော့မက်ဆီနဲ့အလုပ်ဖြစ်သွားတာတွေ့ရတယ်အဲ့တော့ဒီပွဲမှာရင်ဆိုင်ရမယ့်ဟာအော်စတြီးယားကဒါအဖွင့်ပွဲကအသင်းနဲ့ခြေစွမ်းချင်းလဲကွာရှားတယ်အနေထားချင်းလဲမတူဘူးဆိုတော့အယ်ဂျီရီးယားလို့မဟုတ်ဘဲနဲ့ဒီပွဲမှာကျွန်တော်တိုက်စစ်ပိုင်းမှာအလှည့်အပြောင်းလေးတစ်ခုဖြစ်မလားဆိုတာတစ်ချက်စောင့်ကြည့်ရမယ်ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လဲဒါဒီဘောရဲ့မက်အလစ်စတာရဲ့အန်ဇိုဖာနန်ဒက်စ်ရဲ့ကွင်းလယ်ကတော့ဒါပြိုင်ဖက်ကိုတွမ်းမိုးကစားနိုင်မှုထိန်းချုပ်ထားအောင်မှတေချာတယ်ပေါ့ကန်စစ်ပိုင်းကြည့်လို့ရှိရင်လဲအရန်ရောအားနည်းနေတာမျိုးတော့မရှိဘူးဂိုးသမားကလည်းဒါမာတီနက်စ်ကစိတ်ချမဲ့အနေထားမျိုးမှာရှိတယ်ဆိုတော့အနေထားကအော်စတြီးယားကအာဂျင်တီးနားရဲ့ကစားကွက်ကိုဒါဖျက်အားပြင်းပြင်းနဲ့သူစူးစမ်းလာမယ်ဒါပေမဲ့အာဂျင်တီးနားကလည်းကွင်းလယ်အသာစီးယူပြီးတော့လီယိုနယ်မက်ဆီရဲ့ဒီမက်ဆီဂိုးမသွင်းဘူးဆိုလို့ရှိရင်တော့မက်ဆီကပလေးမိတ်ကအနေနဲ့သူ့အရှိမရှိနေတဲ့ကစားသမားတွေစီကိုဖန်တီးပေးမှုတွေလောက်သွားပေးနိုင်မဲ့အခြေအနေမှာရှိရပေါ့အာဂျင်တီးနားတစ်ဖက်သက်မဟုတ်ဘဲနဲ့တော့အသာစီးရမယ့်အနေအထားမျိုးလို့ပြောရမှာပေါ့မှန်ပါတယ်အာဂျင်တီးနားကိုကြည့်လိုက်တာပြီးခဲ့တဲ့2020ကမ္ဘာဖလားကလူစီယင်းကို2နေရာလောက်ပဲပြောင်းတယ်အဲ့ဒါလည်းဘယ်ဂျန်တစ်ချမ်းပေါ့တက်ကလီယာဖီကိုဒန်ရနေတဲ့ကြောင့်သူ့နေရာမှာမီတီနာကစားတယ်ဘယ်ဂျန်မှာအမာဒါကစားတယ်ဒီပွဲမှာတော့လော်တာရိုမာတီထက်တဲ့ဆိုင်ဂျူလီယန်အယ်ဗာရက်ကပို့ပြီးတော့မက်ဆီနဲ့အတွက်ဖက်ညီလုံနိုင်မယ်ထင်တယ်မက်ဆီကိုညာမှာဖလိုက်ရင်ဂျူလီယန်အယ်ဗာရက်ကိုဖင်မှာယူရတဲ့အတက်ပုံစံမျိုးနဲ့နှစ်ယောက်လုံးကတော့ striker တော့မဟုတ်ဘူးဒါပေမဲ့ဂိုးဘယ်လိုသွင်းရမလဲဆိုတာသိတယ်မြန်ဆန်မှုအရဂျူလီယန်အယ်ဗာရက်ကပြန်ဘက်ကိုမှွေနှောက်နိုင်မယ်အဲ့ဒီကနေပြီးတော့မက်ဆီကရလာတဲ့အခွင့်အရေးတွေကိုအသုံးချမယ်ဆိုတော့ဒီတိုက်စစ်ဆိုရင်တော့ပိုကောင်းမယ်လို့ထင်တယ်။ကျန်တဲ့အပိုင်းကတော့အများကြီးအပြောင်းလဲဖြစ်မယ်လို့မထင်ဘူး။အဓိကကတော့အာဂျင်တီးနားအကြောင်းပြောတိုင်းလည်းကိုလိုရှေ့အပိုင်းတွေမှာလည်းပြောခဲ့ပါတယ်။တသေးလုံးစုစည်းမှုနဲ့ကစားရင်းနဲ့ပဲရလက်ကောင်းတစ်ခုစီကိုတွားတာ။သူတို့ကဒီ collective work နဲ့ပဲတွားတာ။တူးချင်းအဲ့လောက်ကောင်းနေတာမျိုးတွေ။မက်ဆီကိုဖယ်လိုက်ရင်ကျန်တဲ့တူးချင်းမှာအဲ့လောက်ထိုးချွန်းနေရတွေအများကြီးမတွေ့ရဘူး။ပြီးတော့တိုက်စစ်တစ်ခုတည်းကြည့်လိုက်ရင်ပြင်သစ်တို့လိုမျိုးအပြိုင်ရိုက်တဲ့ကစားသမားကောင်းတွေရှိနေတာမျိုးမဟုတ်ဘူး။ဒါပေမဲ့ရိုးရိုးရှင်းရှင်းကစားတယ်၊စုစည်းကစားတယ်။ဒီဟာကနေအောင်မြင်မှုတွေယူခဲ့ဆိုတော့ဒီပွဲကအဲ့လိုနဲ့ပဲဒါလို့ရင်ဆိုင်သွားမှထင်တယ်။ဩစတြီးယားကကိုချန်ပြောသလိုမာကြောတယ်physical အားပြုတယ်ပြီးတော့ present တွေကိုအရန်အားပြုတဲ့ red branding နဲ့အတူကစားမယ်ဆိုတော့ဒီပွဲကတော်တော်ကြီးလို့ကောင်းမယ်လို့ထင်တယ်။အိုးစုရဲ့အရေးပါတဲ့ပွဲလည်းဖြစ်ရမယ်။နောက်တစ်ဆင့်အတွက်အဆုံးဖြတ်လည်းဖြစ်လာနိုင်တယ်။မတူညီတဲ့စတင်မှုတွေကိုအာဂျင်တီးနားထပ်ပြီးတော့ကြော်လွှားပြနိုင်မလားပေါ့။အဲ့ဒါဆိုညီမလေးသိချင်တာကအခုရှေ့ရပွဲစဉ်မှာလို့မက်ဆီတယောက်ကhat trick ကိုဂိုးဇက်တိုက်သွင်းပြီးတော့ပြိသက်တွေကိုထပ်ပြီးတော့အန်အားတင်အောင်လုပ်အောင်တယ်လို့ထင်လားမက်ဆီကအမှန်တိုင်းပြောရင်တော့သူကစားနေတဲ့ကြွေးကဒါတွေကအမြဲတမ်းမျှော်လင့်လို့ရတယ်အကိုရောမက်ဆီနဲ့ပတ်သက်ပြီးတော့ပြောခဲ့ပြီးပါပြီ2020ကမ္ဘာဖလားချန်ပီယံဖြစ်ပြီးတဲ့ကမက်ဆီကနေဘာမှတောင်းဆိုမှုမရှိတော့သူ့ကိုချစ်တဲ့စိတ်နဲ့ပဲကြည်နေတာဆိုတော့အခုကျတော့ထင်ထားတာအောင်ပို့လို့ပဲပြိသက်တွေအတွက်သူကတောင်းဆိုတာထက်ပိုပြီးလုပ်ပြရတယ်ဒီမှာ hat trick သွင်းပြလိုက်တဲ့အချိန်မှာတကဘာလုံးအဲ့တဲ့တင်ကဖုံးလန်းသွားတယ်ကမ္ဘာဖလားဆိုတာထက်ကိုမက်ဆီရဲ့တဲ့တင်ကဖုံးလန်းသွားတော့အဲ့လောက်လုပ်ပြခဲ့ပြီဆိုတော့ဒါကမ္ဘာဖလားမှတ်တမ်းတစ်ခုမှာသူစံချိန်တစ်ခုတင်ဖို့ဆိုရင်ဒီလိုပွဲမျိုးမှာကိုသွင်းမှုကသူတက်ဘာမှခက်ခဲတဲ့အရာမဟုတ်ဘူးဒီပွဲမသွင်းရင်လည်းနောက်ပွဲမှာသွင်းမှာပဲဆိုတော့မက်ဆီကိုမထိန်းနိုင်ဘူးဆိုရင်တော့ဒီပွဲမှာလည်းဩစတြီးယားအသင်းကထပ်ပြီးတော့ခံရအောင်မက်ဆီကွင်းထဲမှာလမ်းလျှောက်နေတော့မှအချိန်မျိုးသူတို့ဒုက္ခပေးဖို့ကမက်ဆီစီမှာလက်နက်အပြည့်စုံရှိပြီးသားဆိုတော့အေးစသေးပဲလို့ကိုကထင်တယ်ဝချန်အောင်မက်ဆီရဲ့ hat trick တွေကိုထပ်မြင်ရမယ်လို့ထင်လားအဲ့လောက်ထိတော့မလွယ်ဘူးပေါ့လေဒါမက်ဆီစီရတာအကိုပြောသလိုမျိုးဘယ်သူမှလည်းဒီလောက်ထိမမျှော်လင့်တော့ဘူးမက်ဆီတို့ကပြီးပြည့်စုံနေပြီအဲ့လိုဆိုတော့ဒီပွဲမှာလုံးပြနိုင်မလားဆိုတာထက်ကျွန်တော်ခုနပြောခဲ့သလိုပဲဩစတြီးယားရဲ့မာကျောမှုကိုကျွန်တော်လည်းတော့လန့်တယ်ပြီးတော့နောက်တစ်ချက်ကအာဂျင်တီးနားအတွက်ကဖိအားမရှိဘူးဒီပွဲမှာတရေကျသွားရင်တော့အာဂျင်တီးနားအတွက်ကဘာမှစိတ်ပူစရာမရှိဘူးနောက်ဆုံးပွဲမှာသူတို့ရင်ဆိုင်ရမှာအခုမှပထမဆုံးကမ္ဘာဖလားကိုဝင်ပြိုင်မှုတဲ့ဂျော်ဒန်လိုအသင်းနဲ့ရင်ဆိုင်ရမှာဂျော်ဒန်ကိုအော်စတြီးယားတောင်3ဂိုးသွင်းထားတာဆိုတော့အာဂျင်တီးနားနဲ့ဒီပွဲတရေကျသွားခဲ့သည်ရှိတော်တောင်မှနောက်ဆုံးပွဲမှာသူတို့ဂျော်ဒန်ကိုအနိုင်ကစားပြီးတော့
ပထမနေရာမှန်းလို့ရ ဟုတ် တယ် ချုံထွက်အဆင့်ကိုသူတို့အေးစစ်စစ်ရောက်နိုင်တဲ့အနေအထားမျိုးဆိုတော့မက်ဆီလည်းဒါဂိုးသွင်းသည်မသွင်းဆိုတဲ့ဒီ pressure မရှိဘဲနဲ့အသင်းဖော်တွေကိုသူကကူညီပံ့ပိုးရင်းနဲ့ပဲဂိုးရရင်လည်းရသွားလိမ့်မယ်သူကတော့ free roll ဆန်ဆန်ပဲသူအလုပ်ကိုသူလုပ်သွားမှာပဲ အဲ့ဒါဆိုရင်ဒါတို့အဖက်ဖက်ကနေဆွေးနွေးပြီးသွားပြီဆိုတော့ဒါတို့ဒီညပွဲစဉ်ရဲ့ဂိုးရလက်လေးကိုမှန်းလိုက်တာ ဒီပွဲကဟိုအာဂျင်တီးနားကတော့ပိုတာပါတယ်ဘာလို့ဆိုတော့ကမ္ဘာချန်ပီယံလည်းဖြစ်တယ်အသင်းလိုက်စူးစီးမှုကောင်းတယ်ပြီးခဲ့တဲ့နှစ်ကချန်ပီယံအသင်းကိုတည်ထားပြီးနည်းနည်းလေးဖြည့်ဆွတ်ထားတာလေးပဲရှိတယ်ဒီပွဲမှာအခုနောက်ထပ်ကြည့်ချင်တာဟိုနီကိုပတ်စ်ကိုများသုံးလာမလားနီကိုပတ်စ်ရဲ့ခြေစွမ်းကမနစ်ကဒီဖာဘရီကက်လက်အောက်မှာကိုမိုတော်ကိုလုတ်ပြခဲ့တာဆိုတော့အမ်မာဒါရဲ့လုံအားနှုံးကိုအားပြုတာမှန်ပေမဲ့ဒီကိုပတ်စ်ကစားမမျိုးကိုသုံးလိုက်မယ်ဆိုတော့ဒီတောင်ပန်တိုက်စစ်မှာနောက်ထပ်ဟိုမတူညီတဲ့ပေါ့နော်ဟိုကစားပုံတစ်ခုကိုမြင်ရမယ်တဲ့ဒီချက်လဲကြည့်ချင်တယ်ပြီးတော့တစ်ဖက်ရဲ့မာကျောမှုစူးစီးမှုနဲ့အာဂျင်တီးနားရဲ့အသင်းလိုက်ကစားဟန်တွေတွေ့မဲ့ပွဲမှာတော့အခုအာဂျင်တီးနားနောက်တစ်စိမ့်ကိုတက်သွားမယ်လို့ထင်တယ်ရှစ်ပွဲကလောက်ကိုပြက်ချင်မှာပြက်လိမ့်မယ်နိုင်တော့နိုင်သွားလိမ့်မယ်မက်ဆီရဲ့စောင်းဆောင်ကြီးလည်းပါတယ်အသင်းလိုက်စူးစီးမှုလည်းပါတယ်ဆိုတော့အနည်းဆုံးတော့နောက်တစ်စိမ့်ကိုတက်လောက်တဲ့ရလက်မျိုးပေါ့နော် 1-0 2-1 ဆိုတဲ့ရလက်လောက်နဲ့အာဂျင်တီးနားအသင်းတက်သွားလိမ့်မယ်ဒီပွဲမှာဩစတြီးယားရဲ့မာကျောမှုအရာအာဂျင်တီးနားတည်ကြသွားရင်လည်းတိတ်ပြီးတော့အံ့ဩစရာတော့မရှိဘူးဒါပေမဲ့အာဂျင်တီးနားပလေယာတွေရဲ့တဦးချင်းစွမ်းဆောင်ရခုနပြောလို့ဂျူလီယန်အယ်ဘာရက်ဆိုတာလည်းအခွင့်အရေးတစ်ချိန်ရရင်ဘယ်ချိန်မှဆိုဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ကစားသမားမျိုးဒါမက်ဆီဆိုလို့ရှိရင်လည်းတပွဲလုံးမှာပြောင်းနေပြီးမှတစ်ချိန်ပဲထသွင်းရင်တော့တခြားပလေယာတွေနဲ့မတူတဲ့စွမ်းဆောင်ရည်မျိုးတဲလက်မျိုးသူ့မှာရှိတယ်ဆိုတော့ဒီအာဂျင်တီးနားအတွက်က1 day လောက်နဲ့နိုင်သွားတာမျိုးလည်းကျွန်တော်တို့မြင်ရနိုင်ပါတယ်အဲ့ဆိုရင်ဒီညပွဲစဉ်ကတော့အာဂျင်တီးနားကပဲဂိုးပြတ်သက်နဲ့နိုင်ပွဲရမှတ်ကိုရယူသွားမလားဒါမှမဟုတ်ဩစတြီးယားကပဲအမှတ်ကိုခွဲယူသွားမလားဆိုတော့စောင့်ကြည့်ရမယ့်ပွဲစဉ်ပဲဖြစ်ပါတယ်ဒီစီဇန်လေးကိုဖြစ်မြောက်ကူညီပေးတဲ့ Ryan ဒီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်